အားလုံးဝင်လာပါ gaming area ကြိုးစိုးလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ game လေးက Survival and Crab ဟုတ်ပါတယ်သူ့နာမည်က Survival and Crab ဖိုင်ဇာအနေနဲ့160မှာကပဲလောက်ရှိမှာဖြစ်ပြီး Android ကို iOS မှာပါစော့နိုင်မှာပါ game လေးအကြောင်းကိုပြောခင် game play တချို့ကြည့်မယ်ဟာဒါဘာကြီးလဲဖြတ်လို့ရမလားမသိဖြတ်ကြည့်အောင်ဟာဟုတ်ရတယ်ဟာရတယ်ကြော့ကွာရော့ကွာရော့ဒီလိုနဲ့ကျွန်တော်ဖောင်ဖြတ်ရင်နဲ့မနှက်တောင်ရောက်မလားမပြောတတ်တော့ဒီတိုင်းလေးပါပဲငါတငယ်ချင်းနဲ့စော့မယ်ဆိုရင်ဘယ်လောက်တော့ရှိလဲဆိုတာဘယ်လိုစော့ကြည့်မှသိလိမ့်မယ်ကဲခုတ်တာဒီမော်တစ်စီးလုံးလဲကုန်ပြီအောက်ပိုင်းမရှိရောအဲ့ပစင်ကုန်လုံးမယ်မကြည့်ကုန်အာကဲ brother တို့ပဲကြည့်လိုက်တော့ brother တို့ပစိန်အောင်ကုန်ဂိမ်းကြောင်းဆက်မယ်ဇလန်းလေးရဲ့စာမှာမောင်ကျော်ကြီးတယောက်လေရင်ဖြတ်ကြတာနဲ့ကဲဒီလိုနဲ့မောင်ကျော်ကြီးဖောင်ပြင်ရမယ့်အချိန်ကိုရောက်ရှိလို့လာရွေးဖြစ်ပါတယ်ခဏဖောင်မဲပြင်တော့ကျွန်တော်ကဖောင်ပြင်ခိုင်းတာကဲဒီလိုနဲ့မောင်ကျော်ကြီးနိုးလာတယ်ပေါ့ဗျပစ္စည်းတစ်လေးတွေ crab လေးတွေစိုက်လိုက်ရေလေးတွေကိုကြိုပြီးတော့တောက်လိုက်အားနေကြိုက်ချင်နေတဲ့မောင်ငမန်းတို့ကိုလည်းထိုးရင်းနဲ့ဒီဗီဒီယိုလေးကိုစက်သိမ်းလိုက်ရပါတယ်ဟာ sorry